သူတို့သမီး10ယောက်တယ်9ယောက်ကမိကွက်ရှိတယ်နော်9ယောက်လည်းမိကွက်ရှိတယ်9ယောက်မှလည်းမိကွက်ရှိတယ်ဒါပေမဲ့စီမရှိဘူးစီမရှိတာဘယ်သူသိလဲဘယ်သူမှမသိဘူးသူတို့ပဲသိတာငါစဉ်းစားကြသူတို့သမီး10ယောက်မှာ9ယောက်ကစီရှိတယ်9ယောက်ကစီမရှိဘူးဖះเจ้าထဲမှာထိုင်နေတဲ့လူတွေထဲမှာစဉ်းစားကြတချို့ကစီရှိတယ်တချို့ကစီမရှိဘူးဒါပေမဲ့အပြင်ပန်းကြီးလိုက်ရင်အကုန်လုံးကသူတို့သမီးခမအပြင်ပန်းကအားလုံးကပါလဲသူတို့သမီးဆိုတော့သူတို့သမီးလိုနေတာပေါ့အတန်လေးနဲ့စတိုင်လေးနဲ့ပုံစံတော့ရေးလဲသူတို့သမီးရုပ်လေးပြနေတယ်ကွာမိကွက်လေးလည်းကင်လာတော့အားလုံးကပါလဲဒါဖះသားသမီးလေးဒါပေမဲ့စီမရှိတဲ့အဖွဲဟာစီမရှိတဲ့သူပြဿနာရှိတယ်စီဆိုတာဘာလဲတလားဝိညာဉ်တော်နဲ့မိတ္တဟာယပြတ်နေတဲ့အဖွဲတွေအများကြီးဝိညာဉ်စီခန်းချောက်နေတဲ့အဖွဲတွေအများကြီးရှင်းပြောရင်နောက်ဆုံးဗျာရုပ်ကတော့ခရိယန်ရုပ်ဒါပေမဲ့ကယ်တင်ချင်းစိတ်မချတဲ့အဖွဲတွေအများကြီးကယ်တင်ချင်းရပြီလားတော့မကျင်းသေးတဲ့အဖွဲတွေရှိတယ်ဒါကြောင့်ကျွန်တော်ခရိယန်တွေမှာဘာပြဿနာတက်လဲကယ်တင်ချင်းရှုံးမယ်မရှုံးဆိုတဲ့အဖွဲတွေပေါ်လာလေအဲ့ဒါကျွန်တော်လက်မခံနိုင်ဘူးဒီကိစ္စဖះရထားပြီးအဲ့ဒီစကားရှိကိုမရှိတင်ကျွန်တော်လာပြောကြည့်လေရှုံးမယ်မရှုံးပြောပါပြတယ်နင်အဲ့ပြောကြတဲ့နင်ကယ်တင်ချင်းမရသေးဘူးရှုံးမယ်လို့ပြောတဲ့အဖွဲ့ကိုကျွန်တော်တားပြောလိုက်မယ်မင်းကယ်တင်ချင်းမရသေးဘူးတားပြောမှကျွန်တော်ဟာလို့လေကျွန်တော်ဘဝထဲကိုယေရှုဝင်ရောက်လာတဲ့နေ့လေရှုံးတယ်မရှုံးကျွန်တော်မှမရှိတော့ကျွန်တော်ရှိသွားတာအသက်ငြိမ်းနေတာအထဲမှာမြန်မာစကားလုံးကရှောက်ရှုံးနေတာရောက်တဲ့အဖွဲ့နဲ့ရတဲ့အဖွဲ့နဲ့အင်္ဂလိပ်စကားမှာရောက်တာလည်းမပြောရလည်းမပြော save တလုံးပဲပြီးသွားပြီ save